သာသနာတော်နှစ်2560ဖြစ်နှစ်ကောဇာတက္ကရာ1388ခုနှစ်ကဆုံလပြည့်ကျော်တရက်2016ခုနှစ်မေလ22ရက်မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မဒါယသာသနာစင်တာဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးအတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်မြတ်ဗုဒ္ဓ၏2639နှစ်မြောက်ဖွားတော်မူသည့်နေ့အထိမ်းအမှတ်ဓမ္မသဘင်အခမ်းအနား၌ပခုက္ကူမြို့မိခင်ကြီးတော်မြင့်မြင့်ကိုအမှုထား၍ကိုသိန်းထွန်းမှမြတ်တိတလွင်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမကောင်းမှုမှစိတ်ကိုတားမြစ်ရမည်အကြောင်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှေးဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာလို့ဖြင့်တော်လဲအပေမေယံအရေးအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလဲအင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤဗေမညင်သို့ကတောဝဒနာကျိန်ဖျများစွာရောက်တော်မူကြရရှာလိမ့်မည်မဟာကရုဏီကတတတေဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမကောင်းမှုမှစိတ်ကိုတားမြစ်ရမည်ဒီစကားကသစ္စာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တဲ့စကားပါပါစိတ်တံနိဝရယေပါပါမကောင်းမှုမှစိတ်တံစိတ်ကိုနိဝရယေတားမြစ်ရမယ်ဆိုလိုတာကမကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်သို့မဟုတ်ကိုယ်စိတ်ကိုမကောင်းတဲ့သဘာဝတရားတွေနဲ့မပေါင်းမိအောင်တားမြစ်ရအဲ့ဒီလိုတားမြစ်နိုင်တဲ့ပုဂ္ဂိုလ်မှချမ်းသာဒုက္ခအပြည့်အဝရှိတဲ့နိဗ္ဗာန်ကိုရရှိနိုင်တာဖြစ်တယ်။ဒါပြောမယ်ဆိုရင်ဘုရားဘာသာတို့ရဲ့ကျင့်ထုံးတစ်ခုဘုရားဘာသာဝင်သူတော်စင်တိုင်းဟာဘာအလုပ်ကိုလုပ်ရတယ်လဲလို့မကောင်းမှုမှစိတ်ကိုတားမြစ်တဲ့အလုပ်ကိုလုပ်လုံးဝတားမြစ်နိုင်ပြီဆိုရင်ယဟန္တာဖြစ်သွားပြီအချို့ဝက်တားမြစ်နိုင်လာတယ်ထိမ့်လိုက်လာတယ်ဆိုရင်ပုထုဇဉ်ကလျာဏပုထုဇဉ်အမြင်မှားမှုနဲ့တန်တရားလို့ဆိုရဲမကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်တားနိုင်ပြီဆိုရင်သောတာပန်အဆင့်
ရာဂဒေါသမောဟတွေနည်းသွားပြီဆိုရင်သဂရကအဆင့်ကာမရာဂတွေဖြာပါဒတွေလုံးဝရှင်းသွားပြီရှင်းအောင်တားမြစ်လိုက်နိုင်ပြီဆိုလို့ရှိရင်အနာဂတ်ပုဂ္ဂိုလ်အဆင့်အကုသိုလ်အားလုံးကနေပြီးစိတ်ကိုတားမြစ်လိုက်လို့လုံးဝအကုသိုလ်ကင်းစင်တဲ့စိတ်ဓာတ်ရရှိသွားပြီဆိုရင်ဒါယဟန္တာပဲစိတ်တားမြစ်တဲ့အလုပ်ဒါမို့မြတ်စွာဘုရားရဲ့ဆုံးမစိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာဖြစ်တယ်စိတ်တန်ရှင်းမှလူတွေတန်ရှင်းနိုင်တယ်စိတ်တန်ရှင်းဖို့ရအရေးကြီးတယ်ရုပ်ခန္ဓာကိုမြင်မြပင်တန်ရှင်းတော်လဲစိတ်မတန်ရှင်းမှုဆိုလို့ရှိရင်ဆင်းရဲဒုက္ခတွေရောက်မှာဒါကြောင့်မို့ဘုရားဘာသာကျင့်စဉ်ဟာဘာလို့ရတာတော့ဆိုစိတ်တန်ရှင်းမှုကျင့်စိတ်တန်ရှင်းမှုကိုဘာနဲ့စထိန်ရတော့လို့ဆိုသီလနဲ့စထိန်တယ်သီလကကာယကံနဲ့ဝစီကံကိုထိန်တာအဲ့တော့ဘယ်စိတ်ကိုထိန်တာတော့လို့ဆိုကာယကံမြောက်လွန်ကျူးတာကိုမလွန်ကျူးအောင်ဝစီကံမြောက်ပြောဆိုလွန်ကျူးမှုတွေမဖြစ်အောင်အဲ့ဒီကာယကံမြောက်သွားအောင်ဝစီကံမြောက်သွားအောင်စွမ်းအားတွန်းအားပေးတဲ့စိတ်တွေကိုထိမ့်ပလိုက်တာတကယ်ပြောတော့သီလဆိုတာကာယကံဝစီကံကိုထိမ့်တယ်လို့ဆိုတော်လဲပဲအဓိကကြတဲ့ကာယကံမှုထီအောင်ရောက်မသွားအောင်ဝစီကံမှုထီအောင်ရောက်မသွားအောင်ဘယ်သူကိုထိမ့်တာတော့ဆိုစိတ်ကိုထိမ့်တာပဲတကယ်အကယ်၍စိတ်ကိုမထိမ့်ဘူးဆိုရင်ကာယကံလည်းလွန်ကျူးမှုဖြစ်သွားမှာပဲဝစီကံလွန်ကျူးမှုတွေလည်းဖြစ်သွားမှာစိတ်ထဲမှာအရင်ဖြစ်လာတခုခုလှုပ်တော့မယ်ဆိုရင်စိတ်ထဲဥပမာနှုတ်နဲ့တခုခုမရွေးနဲ့အလုပ်တခုလှုပ်တော့မယ်ဥပမာလိန်ပြောတော့မယ်ဆိုရင်လိန်ပြောခြင်းနဲ့စိတ်ကအရင်ပေါ်လာလိန်ပြောခြင်းနဲ့စိတ်ကလိန်ဖို့အကြောင်းအရာတခုကိုစဉ်းစားလာအဲ့ဒီစဉ်းစားလာတာကိုထိမ့်ဖို့လို့မလိန်မိအောင်ထိမ့်ရဒီလိုဆိုလိုပဲပေါ့အဲ့တော့လိန်ပြောခြင်းနဲ့စိတ်လေးကိုထိမ့်လိုက်လို့ရှိရင်ဝစီကံမြောက်လိန်မိခြင်းဆိုတာမရှိတော့တူတဲ့တူခင်မင်းနေတာကိုချားဝင်ပြီးတော့ကွဲသွားအောင်ဂုံးတိုက်တာမျိုးလှုပ်ချင်တဲ့စိတ်ကအရင်ပေါ်လာအဲ့ဒီလှုပ်ချင်တဲ့စိတ်ကိုထိမ့်ပေးလိုက်တဲ့အခါကျတော့မလှုပ်ဖြစ်တော့လူတယောက်ကိုဆဲချင်တဲ့စိတ်အရင်ပေါ်လာတယ်ဘယ်ပုံပဲနည်းဆဲမယ်ဆိုတာဆဲတဲ့စကားလုံးရွေးချယ်တဲ့စိတ်ကအရင်ပေါ်လာအဲ့ဒါမဆဲမိအောင်ထိမ့်လိုက်ထို့တူပဲအကျိုးမရှိတဲ့စကားတွေကိုပြောမယ်လို့စိတ်ကူးနေတယ်ကြံစည်နေတယ်အဲ့ဒီကြံစည်တဲ့စိတ်ကိုမပြောမိအောင်ထိမ့်လိုက်တယ်ဟောစိတ်ကိုထိမ့်လိုက်ခြင်းအပြင်ပြောဆိုခြင်းဆိုတဲ့တမ္ဖပလပအဲ့ဒီစကားရှောင်ကျဉ်မိတာဖြစ်သွားသမ္မာဝါစာဆိုတဲ့ရှောင်ကျဉ်မှုတစ်ခုဖြစ်သွားထို့တူပဲကာယကံမြောက်သူတော်အသက်ကိုတတ်ဖို့ဖြတ်ဖို့ညှင်းဆဲဖို့ကာယကံမြောက်လွန်ကျူးတော့မယ်လို့စိတ်ကအရင်ဖြစ်လာတဲ့စိတ်ကိုထိမ့်လိုက်တာနဲ့တပြိုင်နက်ပါဏာတိပါဒအမှုမလွန်ကျူးတော့ဘူးသူများပစ္စည်းကိုရယူမယ်ဆိုတဲ့စိတ်ကလေးကအရင်ပေါ်လာတယ်အဲ့ဒီပေါ်လာတဲ့စိတ်ကလေးကိုထိမ့်လိုက်တော့အဖြစ်သူများပစ္စည်းကိုရယူခြင်းဆိုတာဖြစ်တော့ကာမေတုမိစ္ဆာစာရကာမကိစ္စနဲ့ပတ်သက်ပြီးတော့ပြုလုပ်ဖို့စိတ်ကူးကြံစည်မှုတွေပေါ်လာတဲ့အချိန်မှာထိမ့်လိုက်တာနဲ့တပြိုင်နက်ကာမေတုမိစ္ဆာစာရဆိုတာဖြစ်မလာတော့ဘူးအဲ့ဒါသမ္မန်ကမ္မန္တဂါထုစရိုက်တွေကနေထိမ့်လိုက်တာမင်္ဂနဲ့လောရတစ်ခုရရှိလာခဲ့တယ်အဲ့တော့စိတ်ထိမ့်မှုစိတ်ကနေဖမ်းပြီးတော့ထိမ့်မှကာယကံကိုလည်းထိမ့်မိသားရောက်တယ်ဝစီကံကိုလည်းထိမ့်မိသားဖြစ်တယ်ပေါ့အကယ်၍စိတ်မထိုင်ဘူးဆိုရင်ဖြစ်တယ်မို့လားလောကလူတွေစိတ်လိုက်မှန်ပါပြောလိုက်မိတယ်စိတ်လိုက်မှန်ပါလှုပ်လိုက်မိတယ်အခုကိစ္စပိုဆိုးသေးတယ်နော်အရက်ဒေသတွေတောက်စားလို့ကိုယ်စိတ်ကိုမထိန်နိုင်သည့်အခါလူသတ်မှုလည်းကျူးလွန်လိုက်တာပဲတခြားကိစ္စတွေလည်းကျူးလွန်မှုတွေနောက်ဆုံးမှာကိုယ်အမေအဖေတောင်ပြန်တတ်မိတယ်ဆိုတဲ့အနေအထားမျိုးတွေထီအောင်ရောက်အဲ့ဒါစိတ်ကိုမထိန်နိုင်တဲ့သဘောစိတ်ကိုထိန်နိုင်အောင်ကြိုးစားရမယ်မြတ်စွာဘုရားကပါပံစိတ်တံနိဝါရီ
နိဝရယေဆိုတာမရရအောင်တားမြစ်မကောင်းတဲ့ဘက်ကိုမသွားစေနဲ့စိတ်မကူးမိစေနဲ့စိတ်ကူးလာရင်ဖမ်းထိန်စိတ်ကူးတဲ့အဆင့်မှာပဲနိုင်အောင်ပြိဥဒါကြောင့်မို့စာပေကျမ်းဂန်မှာဆိုထားတယ်စိတ်ဆင်ရိုင်းကိုတတိပညာတည်းဟူသောချွန်းနဲ့အုပ်ရမယ်စိတ်ဟာဆင်ရိုင်းနဲ့အလားတန်တူတယ်ပေါ့မုံရိုးလာပြီဆိုရင်ဆင်တကောင်ဟာဘာမဆိုလုံနိုင်ခါတိုင်းမိမိနဲ့အစဉ်ပြေးနေတဲ့ဆင်ဥသီကိုတတ်ရမလားတခြားအရာတွေဖြစ်စီရမလားမုံရိုးလာတဲ့ဆင်တကောင်ဟာဘာမဆိုအကုန်လုံးအသက်ဆွန့်ပြီးတော့လှုပ်လာအဲ့ဒီလိုရိုင်းပြလာတဲ့ဆင်ကိုချွန်းနဲ့အုပ်ရတကယ်ကိုအလွန်နာတဲ့နရွက်နာအတွင်းနာကချွန်းနဲ့ချိတ်ပြီးတော့ဆွဲလိုက်ရင်ဘလောက်ပဲရိုင်းတဲ့ဆင်ကြီးဖြစ်ဖြစ်ကျူကျူပါအောင်အော်တော့တာပဲချွန်းနဲ့အုပ်လိုက်ပြီဆိုရင်အဲ့ဒီဆင်ဟာနာလုံးမကနာသည့်အတွက်ကြောင့်စိတ်ရိုင်းနေထိမိသားဖြစ်သွားအဲ့ဒါလိုပဲလူကိုယ့်ရဲ့စိတ်ရိုင်းကိုထိန်းညင်ပြီဆိုလို့ရှိရင်တတိတို့ပညာချွန်းတို့နဲ့အုပ်ပေးရမယ်ဆင်ញင်တုံတရားထားရမယ်ဩငါဒီစကားပြောလိုက်လို့ရှိရင်အကျိုးမဲ့ဖြစ်သွားလိမ့်မယ်တစ်ဖက်သားထိခိုက်သွားလိမ့်မယ်ငါ့ကိုထိခိုက်လိမ့်မယ်ဆိုပြီးပြောဆိုကိုထိန်းလိုက်တယ်ဒီလှုပ်လိုက်လို့ရှိရင်တစ်ဖက်သားနစ်နာသွားမယ်ငါလည်းနစ်နာသွားမယ်အကုသိုလ်တွေလည်းဖြစ်လာမယ်ဆိုဟောစိတ်ကူးတဲ့ကြံစီမှုရင်ထိန်းလိုက်တယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားပါမကောင်းတဲ့အတွေးတွေမကောင်းတဲ့အရာတွေကနေပြီးတော့စိတ်တန်စိတ်ကိုနိဝရယေမရရအောင်ဟန်တားရမယ်တားမြစ်ရမယ်သူတို့ဆိုစိတ်ကိုလွတ်မထားရဘူးထိမ့်သိမ်းဆောက်ရှောက်ရမယ်စိတ်ကိုစိတ်တိုင်းထားဆိုလို့ရှိရင်တော့လွယ်မှားမှုတွေအများကြီးဖြစ်သွားမှာပဲအဲ့တော့စိတ်ဆိုတာကိုစိတ်တိုင်းမထားနဲ့ထိမ့်ချုပ်ပေးရအဲ့တော့ထိမ့်ချုပ်ဆိုတာဘယ်လိုနေရာကိုထိမ့်ချုပ်ရမှာတော့လို့ဆိုတန်ရုပ်ပါဠိတော်မှာမနောနိဝရဏတုတ်ဆိုခွဲခြားပြီးတော့မှတ်သားဖို့အခုမြတ်စွာဘုရားဟောထားတဲ့ပါစိတ်တံနိဝရယေစိတ်ကိုတားရမှာမကောင်းမှုအကုသိုလ်ကသာတားရမှာကုသိုလ်ကောင်းမှုဘက်ကမတားရလွတ်ပေးရကောင်းတဲ့အတွေးတွေတွေးမိရင်လွတ်ပေးနော်မတားရဘူးအဲ့ဒါကြဒါနကောင်းမှုပြုခြင်းနဲ့သီလဆောက်တည်ခြင်းနဲ့ကမ္မထာဝရဏပွားဖြစ်အောင်အဲ့ဒီအတွေးတွေကိုမတားရဘူးဆိုတော့ကောင်းတဲ့ကုသိုလ်လုပ်ဖို့စိတ်ကူးတာတွေကိုမတားရဘူးဒါကြောင့်မို့လို့တန်ရုပ်ပါဠိတော်မှာရှိတဲ့မနောနိဝရဏသုတ်တံမှာဟောထားတာရှိတယ်နသဗ္ဗတောမနောနိဝရယေအရာခတ်သိမ်းမှစိတ်ကိုမတားရဘူးတဲ့နော်အကောင်းဆုံးခွဲပြီးတော့အဆိုးကသာတားအကောင်းမဲ့သွားတဲ့စိတ်ကိုတားเสียမလို့ဒီလိုဆိုလို့စိတ်ဟာလမ်းနဲ့သွဲအာယုန်နှမျိုးဘက်ကိုသွားနေတာကောင်းတဲ့ဘက်ကိုသွားတဲ့စိတ်ရှိတယ်မကောင်းတဲ့အာယုန်ဘက်ကိုသွားတဲ့စိတ်မကောင်းတဲ့အာယုန်တွေကိုဘက်သွားလို့ရှိရင်တားရဒါမို့နသဗ္ဗတောမနောနိဝသဗ္ဗတောအရာခတ်သိမ်းမှမနောစိတ်ကိုနနိဝရယေမတားရဘူးလို့သူတို့ဆိုနမနောတန်တတ္တမာဂတံတန်တတ္တံစောင့်စည်းတဲ့အဖြစ်သို့အာဂတံရောက်သွားတဲ့မနောစိတ်ကိုလည်းပဲနနိဝရယေမတားမြစ်ရဘူးစိတ်လေးကချုပ်တီးပြီးအာယုန်တစ်ခုထဲမှာတည်မြဲနေအောင်ဥမာပဲထွက်လေဝင်လေလေးမှတ်နေတဲ့စိတ်ဖရာကုံလေးအာယုန်ပြုပြီးတော့နေတဲ့စိတ်မေတ္တာကမ္မထံပွားနေတဲ့စိတ်ကလေးအဲ့ဒီစိတ်လေးသွားမတားနဲ့နော်တန်တတ္တမကောင်းမှုအဟုသို့ကစောင့်စည်းနေတဲ့စိတ်ကလေးကိုမတားနဲ့ဒါလို့ဆိုလို့တယ်အဲ့ဒီစိတ်မျိုးကြတော့လွတ်ပေးထားကောင်းတဲ့ဘက်သွားနေတာဒါသဘာဝပဲလေကိုသားသမီးတွေကြည့်ပါလားလူတော်လူကောင်းလေးတွေနဲ့ပေါင်းတဲ့အခါဟောကြည့်နေလိုက်ကြတကယ်ချင်းပေါင်းတယ်အတော့စားနဲ့အကစားများတဲ့လူတွေနဲ့ကြာမင်းကြည့်ပေါင်းဟုတ်လားထိရတယ်ဟောဘုရားကြောင်းကန်သွားတဲ့အခါကျတော့ကလေးတွေ
ုန်းကြီးကျောင်းသွားမယ်ဆိုသွားပါစေနော်အရက်ဆိုင်သွားမယ်ဆိုရင်တော့ထိရလိမ့်ဒီလိုပေါ့နော်မကောင်းတဲ့ပဲသွားမယ်ဆိုရင်ထိမ့်ပြရအဲ့ဒီလိုပဲနတ္တဗတောမနောနိဝါရီနမနောတန်တတ္တမဂတံစိတ်ကိုအလုံးကနေတားမြစ်ဖို့မလိုဘူးတဲ့စောင့်စည်းထားတဲ့စိတ်ကလေးစောင့်စည်းမှုကိုရရှိနေတဲ့စိတ်ကလေးတစ်ခုကိုလေတားမြစ်ဖို့မလိုဘူးတဲ့ဘယ်လိုစိတ်ကိုတားရမလဲယတောယတောသပါပကံတတောတတောမနောနိဝါရီမကောင်းတဲ့ဟာတွေကအလွန်များတယ်အေးမကောင်းတဲ့ဘက်ကိုသွားနေတဲ့စိတ်ကိုတော့တားမြစ်ပါဘယ်သွားမကောင်းတာတွေသွားရင်တော့တားပါလို့ဒီလိုဆိုမကောင်းတဲ့အာယုန်တွေဘက်ကိုသွားနေပြီဆိုရင်အဲ့ဒီစိတ်ကိုတားမြစ်ကိုတားအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဒါအမြဲတမ်းအရေးကြီးတဲ့လေ့ကျင့်ခန်းတစ်ခုနော်ကမ္မဋ္ဌာန်းအထုတ်တယ်ဆိုတာလူတွေကဘာလုပ်တာတော့စိတ်ကိုမကောင်းမှုကတားတဲ့အလုပ်တစ်ခုပဲတစ်ဖက်ကမကောင်းမှုကတားတယ်တစ်ဖက်ကနေပြီးတော့အမှန်တရားသိအောင်လုပ်တယ်ကမ္မဋ္ဌာန်းအထုတ်တယ်ဆိုမကောင်းဘက်ကိုမသွားအောင်ကောင်းတဲ့ဘက်ကိုစိတ်ကိုမွေးမြူလေ့ကျင့်ပေးနေတာကမ္မဋ္ဌာန်းအထုတ်တယ်ကမ္မဋ္ဌာန်းအထုတ်တယ်ဆိုတာစိတ်အလုပ်ပဲဘာဝနာဆိုတာကိုယ်တဏ္ဍာမှာတတိတွေပညာတွေတတိဆိုတာစိတ်ကိုထိမ့်သိမ့်ဆော့ရှော့တဲ့တတိတရားဆင်ញင်သုံးသပ်နိုင်တဲ့ပညာတရားအဲ့ဒါတွေကိုယ်တဏ္ဍာမှာဖြစ်လာအောင်လုပ်တာဖြစ်လာပြီးတဲ့နောက်မှာလည်းပဲတိုးပွားလာအောင်လုပ်တာကိုဘာဝနာလို့ဒီလိုခေါ်တယ်နော်အဲ့လိုဘာဝနာလို့ဆိုအဲ့ဒါပြောဘာဝနာလုပ်ငန်းလုပ်တယ်ဆိုအဓိကအဲ့ဒါငုတ်တုတ်ကြီးထိုင်ပြီးတောင်တွေးမြောက်တွေးနေရင်တော့ဘာဝနာဟုတ်သေးဘူးအဲ့ဒါတော့နော်ငုတ်တုတ်ကြီးထိုင်ပြီးတော့တတိတွေတိုးတက်နေသလားနော်တကယ်ဖြစ်ပြနေတဲ့အပေါ်မှာတတိရှိနေသလားတကယ်ဖြစ်ပြနေတဲ့အပေါ်မှာအသိဉာဏ်နေဖြစ်နေသလားအဲ့ဒါကိုကြည့်ရငုတ်တုတ်ထိုင်ပြီးငိုက်နေတာတော့ဘာဝနာမဟုတ်ဘူးပေါ့ငုတ်တုတ်ထိုင်ပြီးတောင်တွေးမြောက်တွေးနေရင်လည်းဘာဝနာမဟုတ်ဘူးအဲ့တော့ဘာဝနာဆိုတာကောင်းတဲ့အာယုန်လေးပေါ်မှာအမှန်သိနေအောင်တတိတရားတိုးတက်နေအောင်အသိပညာတွေတိုးတက်နေအောင်ကျင့်ဆောင်အားထုတ်နေခြင်းသာလဲဘာဝနာလို့ကောင်းတဲ့သဘာဝတရားတွေဖြစ်ပေါ်နေအောင်လုပ်ရအဲ့တော့အဲ့လိုလုပ်ပြီးဆိုမကောင်းတဲ့ဘက်ကိုစိတ်မသွားအောင်လည်းပဲတားပြီးသားဖြစ်သွားတယ်ဒီလိုဆိုတယ်ဒါကြောင့်မို့မကောင်းမှုမှစိတ်ကိုတားအဲ့တော့တားဆိုတဲ့နေရာမှာကမ္မဋ္ဌာန်းအထုတ်ပြီးတားတာဒါတစ်မျိုးစဉ်းစားဆင်ခြင်ပြီးတော့တားတဲ့နည်းတွေရှိဆင်ခြင်တုံတရားနဲ့တားအသက်အရွယ်ကြီးလာတဲ့အခါမှာလူတွေဟာအရွယ်နဲ့တားဆိုတော့ရွာထဲမှာကိုယ်လူကြီးအသက်အရွယ်ကြီးအများကလေးစားတဲ့အဖိုးအရွယ်ဘာကြီးအရွယ်ပေါ့အဲ့လိုဆိုတော့ဖြစ်လာတဲ့အခါမကောင်းတာလုပ်ချင်တဲ့စိတ်ကလေးပေါ်လာရင်ငါအရွယ်နဲ့မတော်ဘူးဒါလည်းတားတယ်ခေါ်တာနော်ငါအရွယ်နဲ့မတော်ဘူးဒါမျိုးမလုပ်သင့်ဘူးငါပြောရင်ရှက်စရာကြီးလူလောကဟိရိဝတ္တပဆိုတာဆင်ញင်သုံးသပ်တာဟိရိဝတ္တပနဲ့တားဟိရိဆိုတာကိုယ်သိက္ခာကိုလေးစားငါအရွယ်နဲ့ဒါမလုပ်သင့်ဘူးဒီစိတ်မျိုးတွေငါမွေးတာမကောင်းဆိုပြီးကိုယ့်ကိုပြန်တားတာအဲ့ဒါဒီလိုအတွေးနဲ့တားတယ်လို့ခေါ်တယ်ဒါကကမ္မထာနဲ့တားတာမဟုတ်အတွေးနဲ့တားဆင်ញင်တုံတရားနဲ့တွဲတားငါဒီသက်ဒီရွယ်လို့ဖြစ်နေပြီသူများသက်ဒီတတ်နေတာတို့သူများဥစ္စာခိုးတာတို့သူတော်ဘာသားများပြစ်မှားတာတို့လိန်ပြောတာတို့အရက်သေးစားတောက်စားနေမတော်ဘူးငါကတောင်သူများဆုံးမရမှာမိဘဖြစ်နေငါမိဘဖြစ်နေသားသမီးတွေငါဆုံးမရမှာငါလုံနေလို့မတော်ဒီလိုတွေးရမှာအဲ့ဒါလည်းစိတ်ကိုတားတယ်လို့ခေါ်တယ်အဲ့ဒါလို့မတားလို့ရှိရင်လူလောကမှာရုပ်ပြည့်ဆင်းရဲဖြစ်ပြီးဂုဏ်သိက္ခာတွေကျဆင်းတာပဲပေါ့ဆရာဖြစ်ရင်ဆရာဂုဏ်သိက္ခာမိဘဖြစ်ရင်မိဘဂုဏ်သိက္ခာအလုံးသူဂုဏ်သိက္ခာနဲ့တူနေရတားမြစ်ရ
ခါတော့ကဒီဓမ္မပဒဝတ္ထုတွေမှာပါတာမှတ်သားစရာလေးတခုဂေါတကတထေဂေါတကတထေသူမိဘတွေဆုံးရှုံးသွားတဲ့အခါဒီပြင်အမွေခံမွေစားမရှိဘူးပစ္စည်းဥစ္စာတွေအလုံးသူတယောက်တည်းပဲမွေခံဖြစ်တယ်အဲ့ဒီလိုအမွေခံအမွေစားမရှိသူတယောက်တည်းပဲအမွေရတော့မယ်ဆိုတဲ့ဘုရင်ကြီးကသူ့ကိုခေါ်တယ်နန်းတော်ကိုခေါ်လိုက်တယ်နန်းတော်ခေါ်လိုက်တဲ့အခါဘုရင်စီသွားတော့လမ်းမှာညကမိုးတွေရွာထားလို့ရှေးကွက်ကလေးတွေရေမြောင်းလေးတွေရှိတယ်အဲ့ဒါလေးတွေကိုသူကပစိုးလေးမပြီးခုံခုံသွားတယ်နော်ခုံခုံသွားတယ်လူငယ်လူရွယ်ပေါ့အသက်အရွယ်လည်းသိမကြည့်သေးတော့ရေမြောင်းနဲ့ဆင်းတော့ခုံသွားတာသူဘုရင်ကြီးကသူလာတာကိုကြည့်ရေမြောင်းလေးတွေကိုရေကွက်ကလေးတွေကိုခုံခုံပြီးတော့လာတယ်သူရောက်လာတဲ့အခါကျတော့ဘုရင်ကြီးစိတ်ခါသားဝင်ဘုရင်ကြီးကပြောတယ်အေးမင်းဖေသေးသွားပြီဆိုရင်မင်းဘာမှစိတ်မပူနဲ့မင်းကိုငါတထေးရလူပေးမယ်အမွေခံအမွေစားတပြားလူမရှိဘူးရှိသမျှစီးစိမ်နေမင်းကိုငါတရက်ဝဲတထေးခန့်ပြီးတော့မင်းမိဘစီးစိမ်နေခံစီမံခန့်ခွဲနိုင်တဲ့တထေးဆောင်ထီးနဲ့ရှင်းတော့တထေးရလူခန့်နဲ့ဆိုတထေးဆောင်ထီးကိုအမတ်တရအနေနဲ့ပေးလိုက်တာပေါ့နော်ခုခေတ်ဆိုရင်တော့လက်မှတ်ပေးပါပေါ့အေးတထေးတွေဆောင်းရမယ်ထီးမျိုးငါပေးမယ်ဘုရင်ကြီးကခေါ်ပြောတာဘုရင်ကြီးကခေါ်ပြောလိုက်တဲ့အခါသူတထေးဖြစ်တော့မှဆိုတာသိသွားတယ်အဲ့လူကပြန်တဲ့အခါကျတော့ခုနအလာတော့ကရေတွေခုံခုံသွားတာမခုံတော့ရေထဲဆင်းပြီးတော့အိန္ဒြေရရသွားအိန္ဒြေရတော့ဘုရင်ကြီးကသူပြန်သွားတော့လေကြည့်ဟာဒီကောင်ခုနတော့ကလို့လမ်းမှာဆော့ပြီးတော့မလာဘူးအခုအိန္ဒြေနဲ့ပြန်သွားတယ်ပြန်ခေါ်စမ်းဆိုပြန်ခေါ်ရောက်လာတဲ့အခါကျတော့မင်းလာတော့ကတော့ဒီရေခွက်တွေခုံခုံလာတယ်အခုကျတော့ဘာလို့မခုံရှင်မင်းကြီးကကျွန်တော်မျိုးကိုတထေးရလူပေးတော့မယ်ဆိုတော့ကျွန်တော်လူကြီးဖြစ်သွားတယ်ဒါကြောင့်မို့လူကြီးပြီဂုံသိက္ခာထိမ့်ပြီးတော့သွားတာပါလို့ပြောဟာဒီကောင်တဲတော်တာပဲဒီကနေ့ပဲတထေးစီး6တထေးတွေဆောင်းတဲ့ထီကိုအနှင်းမယ်ဆိုအခမ်းအနားချက်ချင်းလုပ်ပြီးဘုရင်ကြီးကနေချင်းပဲတထေးရလူပေးလိုက်ဟောကြည့်ထိန်းတာလေတမန်ပုဂ္ဂိုလ်လူမနေတော့နောက်တစ်ခါတံဘဝစမှာဘုရားအလောင်းလေးက9နှစ်အရွယ်ပညာအလွန်ရှိတယ်သူငယ်တာပညာအလွန်ရှိတဲ့ပုဂ္ဂိုလ်ဘုရားအလောင်းလေးဆိုတာဟာဘဝကစီးပူးအထုတ်ခဲ့တဲ့အသိပညာတတ်ပညာတွေသူတို့ရဲ့ရှင်တဲ့နှလုံးထဲမှာဘဝပြောင်းသွားတော့လေဝါဒနာအနေနဲ့စွဲနေတာရှိအေး9နှစ်အရွယ်လမ်းမှာတငယ်ချင်းတွေနဲ့လမ်းပေါ်ကစားနေတာအေးအဲ့ဒီအချိန်မှာနန်းတော်ကအမတ်ကြီးတယောက်ရောက်လာတယ်တန်ဘဝဆိုတာဘယ်မှာလဲလို့မေးလာတော့သူကကစားနေတာကစားနေတော့အမတ်ကြီးကသူနဲ့တွေ့ချင်တယ်တဲ့ဘာဖြစ်လို့တော့ဆိုရင်ဘုရင်ကြီးကမေးခွန်းနေမေးတာလောကမှာဖြေနိုင်တဲ့လူမရှိဘူးအားလုံးကပဲတန်ဘဝစီမေးပါလို့ပြောတယ်ဘုရင်ကြီးမေးတဲ့မေးခွန်းကိုသူဖြေရမယ်လို့သူ့လည်းပြောလိုက်ရောဖုတ်ဖက်ခါထပြီးတော့အိန္ဒြေရနေတော့တာမကစားတော့နော်သူကသူသိလိုက်တယ်အော်ဘုရင်ကြီးကတောင်ငါမေးခွန်းနေမေးမှာငါဟာသူများမဖြေနိုင်တဲ့မေးခွန်းကိုဖြေရမှာဆိုတော့ငါဟာဒီပညာရှိပုဂ္ဂိုလ်ဆိုပြီးငါ့ကိုအများကလေးစားပါလားသူတို့နဲ့တန်အောင်ငါနေမှပဲဆိုပြီးတော့အိန္ဒြေရရတယ်9နှစ်အရွယ်ကလေးလေးအဲ့ဒါလို့အမှုရာချက်ချင်းပြောင်းသွားပြုပြင်ပုံကိုပြောပြတာနော်အဲ့ဒါလို့လောကကိုယ်ဂုဏ်နဲ့ကိုယ်ဓာတ်နဲ့ထိုက်တန်အောင်စိတ်ဓာတ်ကိုပြုပြင်ပြောင်းလဲပေးရမယ်လို့ဒီလိုဆိုလို့တယ်ကမ္မထာထုတ်ပြီးပြောင်းတာကတစ်မျိုးအတွေးအခေါ်နဲ့ပြောင်းတာတစ်မျိုးနှမျိုးရှိတဲ့ထဲမှာအတွေးအခေါ်နဲ့ပြောင်းဖို့မေတ္တာမှအရေးကြီးတယ်မှန်ကန်တဲ့အတွေးအခေါ်တွေးတတ်ဖို့လို့ဟိရိဝတ္တပဆိုတဲ့နေရာမှာကိုယ့်ရဲ့အမျိုးဆက်ကိုတွေးပြီး
ငါလို့မိခေါင်းဖခင်သားသမီးကမဟုတ်တာတွေလုပ်လို့မတော်ဘူးငါဒီသက်ဒီရွယ်ရောက်လာပြီငါတရဏဂုံနဲ့ငါးပါးသီလမမြဲရင်မတော်ဘူးငါလုပ်နေတဲ့အလုပ်တွေနဲ့ငါမိဘရဲ့ဂုဏ်သိက္ခာတွေနဲ့မတော်ဘူးလို့ပြင်ပြီးကိုယ့်အကိုကောင်းအောင်ပြုပြင်နေတယ်ဟောစိတ်ကိုတားတာမဟုတ်တာမလုပ်တော့ဘူးအရွယ်ကိုကြည့်ပြီးတော့ကိုယ့်ကိုပြင်နေနောက်တစ်ခါဘဟုတ်တုတ္တစာပေတတ်မြောက်လို့ဘွဲတွေဘာတွေရလာပြီသို့မဟုတ်ယာဓုတွေရလာပြီဆိုဘွဲတို့ယာဓုတို့ကိုကြည့်ပြီးတော့ကိုယ့်ကိုအနေထိုင်ဆင်ញင်လာခြေရွာအုပ်ချုပ်ရေးမှုလေးခတ်လိုက်မှအရက်တွေဖိတောင်းနေလို့မဖြစ်တော့ဘူးနော်အဲ့တော့လူကြီးခန့်ပြီဆိုလို့ရှိရင်လူကြီးနဲ့တူအောင်နေရပြီပြင်ရပြီလို့ဒီလိုဆိုလို့အများရဲ့လေးစားမှုခံနိုင်အောင်လို့ဟိရိဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီလိုကိုယ့်ကိုထိမ့်သိမ့်ပြုပြင်သွားတယ်မကောင်းမှုမှစိတ်ကိုတားရမယ်ဆိုတာအဲ့ဒါတွေကိုပြောတာနောက်ဩတ္တပဆိုတာကိုယ်ပတ်ဝန်းကျင်ကိုလေးစားငါပတ်ဝန်းကျင်မှာဘုန်းကြီးရန်နေရှိတယ်သူတော်စင်တွေရှိတယ်ရွာထဲမှာလေးစားမဲ့ပုဂ္ဂိုလ်တွေရှိတယ်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ငါမဟုတ်တာလုပ်လို့ရှိရင်ငါရွာလူတွေအားလုံးဟာငါတယောက်ကိုအကြောင်းပြုပြီးတော့ဂုံသေးကင်းမဲ့တာမျိုးဖြစ်ကုန်ကြတာဒီရွာကဒီလိုပါလားဆိုတာမျိုးဖြစ်အဲ့တော့ပတ်ဝန်းကျင်ကိုအလေးပြုတဲ့အနေနဲ့မဟုတ်တာမလုပ်ကြဘူးငါတယောက်မဟုတ်တာလုပ်လို့ရှိရင်တို့ရွာတရွာလုံးနာမည်ပြက်လိမ့်မယ်ဆိုဟောမကောင်းတဲ့အလုပ်ကမလုပ်မိအောင်ထိမ့်သိမ်းဆောက်ရှောက်တယ်ဒီလိုဆိုတာပေါ့ဘုန်းကြီးတွေဆိုရင်လည်းကိုနေတဲ့ကြောင်းငါကြောင့်မကောင်းတဲ့သတင်းတွေထွက်ကုန်ရင်အစမပြေဘူးမကောင်းတာတွေငါမလုပ်မှဆိုပြီးတော့ကိုယ့်ကိုပြင်ဆင်ထိမ့်သိမ်းတာငါဟာဖရာသားတော်လုပ်နေတယ်ဖရာသမီးတော်လုပ်နေတယ်ဖရာသားတော်ဖရာသမီးတော်တွေဆိုလောဘထိမ့်ရမယ်ဒေါသထိမ့်ရမယ်လောဘဒေါသမထိမ့်နိုင်ဘူးဆိုရင်ရုပ်ဆိုးကြီးတန်တယ်ဖရာဟာလောဘကိုချိုးနှိမ်မှုဒေါသကိုချိုးနှိမ်မှုအမြဲဟောတယ်ငါကမချိုးနှိမ်ဘူးလောဘကြီးနေမယ်ဒေါသတွေကြီးနေမယ်ဆိုရင်မတော်ပါလားလို့ဟောအတိတရားနဲ့ကိုယ့်ကိုပြင်တာဒါတွေဟာထိမ့်သိမ်းဆောက်ရှောက်ခြင်းလို့ခေါ်တယ်ပေါ့မကောင်းမှုအကုသိုလ်ကစိတ်ကိုတားမြစ်တဲ့သဘောအဲ့ဒါလို့တားမြစ်တာရှေးသူတော်ကောင်းတွေသူတို့ကိုယ်တိုင်ဆောင်ရွက်ခဲ့ကြတယ်အဲ့ဆောင်ရွက်ခဲ့တာသူဗုဒ္ဓခြေရပဋ္ဌာနလို့ဆိုသူဗုဒ္ဓမထေရရဲ့အတိတ်ဘဝဇာလန်းလေးမှာသူကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ဆုံးမစကားလေးတွေကိုကိုယ့်အတွက်အသုံးချနိုင်အောင်ဒီကနေ့မှတ်သားနိုင်ယူကြသူဗုဒ္ဓဆိုတာသာဝတိမြို့ကသုဝနတထေကြီးရဲ့သားနှစ်ယောက်ထဲမှာတယောက်ကသူထတ္တသူကသူဗုဒ္ဓသူထတ္တဆိုတာတခြားလူမဟုတ်ဘူးဇေယျအကြောင်းတော်ကြီးကိုဆောက်လုပ်လှူဒန်းတဲ့အနာတပိန်ပဲအနာတပိန်တထေကသူထတ္တလို့ခေါ်တယ်အဲ့ဒီအနာတပိန်တထေရဲ့ညီအရင်ကသူဗုဒ္ဓသူဗုဒ္ဓဟာအနာတပိန်တထေကမြတ်စွာဘုရားကိုပင့်ပြီးတော့ဇေယျအကြောင်းကြီးကိုဆောက်လုပ်လှူဒန်းတဲ့ရေစက်ချအခမ်းအနားမှာဖရာတရားတော်ကိုနားလဲရတဲ့အခါမှာသူဗုဒ္ဓသူကျွယ်ဟာလူပေါင်းလူဘဝစွန့်ပယ်ပြီးတော့သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံသွားတယ်ယဟန်ခံသွားပြီးတရားဓမ္မကျင့်ကြံကြိုးကိုအထောက်တဲ့အခါမှာယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်သူဗုဒ္ဓထေရအဲ့ဒီသူဗုဒ္ဓမထေရရဲ့အတိတ်ဘဝစာကြောင်းထဲမှာသူဟာဗုဒ္ဓမုဒ္ဒရမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကဟိမဝတ္တတောင်တန်းမှာယသိယဟန်အဝတ်နဲ့နေထိုင်ခဲ့တယ်အဲ့ဒီလိုယသိယဟန်ဘဝနဲ့နေထိုင်တဲ့အခါမှာသူကိုယ်သူစိတ်ကိုမကောင်းမှုအကုသိုလ်တွေကတားမြစ်ခဲ့တဲ့သူ့ရဲ့အကျင့်တွေကိုသူပြန်ပြီးတော့ပြောပြအဲ့ဒီပြောပြတာလေးကိုမှတ်သားဖို့နော်သူဗုဒ္ဓထေရအပဒါနအပဒါနဆိုတာသူလုပ်ခဲ့တဲ့အတိတ်ဘဝကလုပ်ရတယ်ကျင့်သုံးခဲ့တဲ့အကျင့်တရားတွေကိုအပဒါနလို့ဒီလိုခေါ်တယ်အဲ့ဒါကိုအပဒံကျမ်းနေမှာအတိတ်ဘဝကကောင်းမှုတွေကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာတွေကိုစုပေါင်းပြီးတော့
ရေးထားတဲ့အပ္ပဒါနဆိုတဲ့ကျမ်းစာအုပ်အဖြစ်2အုပ်ရှိတယ်ပထမအုပ်ဒုတိယအုပ်2အုပ်ရှိတယ်တအုပ်ကိုစာမျက်နှာ300ကျော်လောက်ရှိတယ်စာမျက်နှာ600ကျော်လောက်ရှိတယ်ပါဠိလိုရေးထားတဲ့အပ္ပဒံကျမ်းဆိုတာအဲ့ဒီထဲမှာသူဗ္ဗုဒိထေရအပ္ပဒံကျမ်းမှာသူကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့သူစိတ်ကိုသူကိုယ်တိုင်တားမြစ်ခဲ့တယ်မကောင်းမှုအကုသိုလ်တွေကတားမြစ်ပြီးသူစိတ်ကိုသူဆုံးမခဲ့တဲ့သင်္ကန်းစာလေးတွေအားလုံးမှတ်သားနိုင်ယူပြီးကိုယ်စိတ်ကိုကိုယ်ဒီကိုယ်ဟန်နဲ့ပဲဖြစ်စေမကောင်းမှုတွေကနေထိန်းချုပ်နိုင်အောင်ထိန်းချုပ်ဖို့ကြိုးစားကြရမှာဖြစ်တယ်အဲ့ဒါလို့ကြိုးစားနိုင်မှမိမိဘဝဟာဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးနောက်ဆုံးမှာကောင်းရာသူအတိဘုံတွေကနေနိဗ္ဗာန်ထိအောင်မျက်မှောက်ပြုနိုင်မှာဖြစ်တယ်အကယ်၍ကိုယ်စိတ်ကိုမနိုင်ဘူးဆိုတဲ့လူတွေဟာဘယ်ရောက်သွားတော့ဆိုအောက်ဆင်းသွားကြမှာပဲအလုံးနော်ကိုယ်စိတ်ကိုမနေဘူးကိုယ်စိတ်ကိုမထိန်ဘူးဆိုတဲ့လူတွေဟာစိတ်မထိန်နိုင်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းဒီဘဝမှာထောင်ထဲရောက်သွားတာပဲလေနောက်မထိန်နိုင်လို့ရှောက်ပြီးတော့လှုပ်ပြီးစိတ်ကိုအလိုလိုက်ပြီးလွတ်ထားတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးကြတော့အပေဘုံရောက်ပြီးတော့ငရဲတိရစ္ဆာန်ပြိတ္တာအတုရကေဆိုတဲ့အပေလေးဘုံကဘယ်တော့မှမတက်ပဲနဲ့တန်တရားထဲမှာဒုက္ခတွေကြီးစွာတွေ့ပြီးတော့နေရပေါ်တက်လာမှာမဟုတ်ဘူးစိတ်ထိန်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာလူအဖြစ်ပေါ်လာမယ်နတ်အဖြစ်ပေါ်လာမယ်ဗြဟ္မာအဖြစ်ပေါ်လာနိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကတန်တရားထဲမှာစုံစုံမြုပ်သွားဖြစ်တယ်ပေါ့ဒါကြောင့်မို့ကိုယ်စိတ်ကိုထိန်နိုင်အောင်ကြိုးစားရမယ်မကောင်းမှုအကုသိုလ်ကစိတ်ကိုထိန်ရမယ်လို့ဆိုသူဝတိထေရအပ္ပဒါနကျမ်းမှာလာတဲ့သူဝတိရဲ့အလောင်းပရိမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကသူတော်ကောင်းဟာပစ္စည်းဥစ္စာတွေစွန့်ပြီးတော့ဟိမဝတ္တတောင်တန်းမှာသွားပြီးယတိယဟန်ပြုတယ်အဲ့ဒီယတိယဟန်ပြုတဲ့အခါသူ့စိတ်ကိုသူဘယ်လိုနှိပ်ကွက်ခဲ့တယ်ဆိုတာသူပြောပြရာဂုပတ္တံဟိတံစိတ်တံယထာဥပ္ပစ္စတိမမသူစိတ်ထဲမှာဒီတဏှာရာဂစိတ်တွေတတ်မဲ့တဲ့စိတ်တွေအဲ့ဒီစိတ်တွေဖြစ်လာပြီသူ့တဏ္ဍာမှာဖြစ်လာလူဆိုတာမဖြစ်ဘူးမရှိဘူးเนาะအသက်ကြီးတဲ့လူတွေလည်းပဲလူသားအိုတယ်တဏှာမအိုဘူးဆိုတာရှိတယ်လေစိတ်ကမအိုရုံနဲ့မကဘူးနှအိုမျက်နှုကြိုက်ဆိုတာရှိသေးတယ်နော်ဒါကြောင့်ဘာဆိုလားစမောဆိုလားဘာဆိုလားတွေရှုပ်ခုအဲ့တော့လောကလူသားတွေဟာလူအိုတော်လဲတဏှာမအိုဖြစ်တတ်တယ်အဲ့ဒီမှာစိတ်ထဲမှာပေါ်လာရင်ထိမ့်တာကြည့်ပါတော့ရာဂုပတံဟိတံစိတ်တံယထာဥပ္ပစ္စတိမမအကြောင်းတရားတိုက်ဆိုင်လာလို့ကိုယ်တဏ္ဍာမှာရာဂစိတ်တွေဖြစ်လာပြီဆိုရင်တယံဝပစ္စဝခမိကိုယ့်အကိုဆင်ញင်လိုက်တယ်စိတ်တ ानु ပဒနာဆိုတာအဲ့ဒါပြောတာကိုယ်စိတ်ထဲဘာတွေဖြစ်လာတယ်ဆိုတာသိလိုက်တယ်စိတ်ကိုဆင်ញင်သုံးသပ်ကြည့်လိုက်တယံဝပစ္စဝခမိကိုယ့်ဘာကိုဆင်ញင်သုံးသပ်ကြည့်ဧကေကောတံဓမေမဟံတည်တည်ငြိမ်ငြိမ်ထားပြီးအဲ့ဒီဖြစ်ပေါ်လာတဲ့စိတ်ကိုနှိပ်ကွက်ခဲ့တယ်တဲ့သူဟာလိုချင်တတ်မဲ့တဲ့စိတ်တွေရာဂစိတ်တွေဖြစ်လာပြီဆိုလို့ရှိရင်တည်တည်ချာချာကြည့်လိုက်တယ်ဒီရာဂဆိုတာငါစိတ်ထဲမှာပေါ်လာပါလားဆင်ញင်သုံးသပ်ပြီးတော့သူ့ကိုမျက်ခြေမပြတ်ကြည့်ပြီးတော့နှိပ်ကွက်တယ်တဲ့နှိပ်ကွက်လိုက်တာဘလို့နှိပ်ကွက်တော့ရစ္စတိရစနီယေစမမောစရာတွေနဲ့တွေ့လို့မင်းမမောနေမယ်ဆိုရင်ဒီတောထဲကထွက်သွားလိုက်မင်းရသေးဘဝမနေနဲ့မင်းရသေးဘဝနဲ့မတန်ဘူးသူ့ကိုသူဆုံးမရစ္စတိရစနီယေစရစနီယစတတ်မဲ့ဖွဲအာယုန်နေနဲ့တွေ့လာတဲ့အခါမှာရစ္စတိမင်းတတ်မဲ့နေမယ်ဆိုလို့ရှိရင်နိခမတုဝနာတုမင်းထွက်သွားလိုက်တောထဲမှာမနေနဲ့တော့မင်းနဲ့တောနဲ့မတန်ဘူးသူစိတ်ကိုသူနှိပ်ကွက်တာဒုတ်တနီစဒုတ်တတိဒေါသထွက်เสียအာယုန်နဲ့တွေ့လို့မင်းဒေါသထွက်နေမယ်ဆိုရင်လေမင်းရသေးဘဝနေမနေနဲ့တောထဲမှာမနေနဲ့မင်းနဲ့တောနဲ့မတန်ဘူးထွက်တော့
ထွက်သွားလိုက်မုံရှတိမောဟနိယေစာတွေးဝေစရာအာယုန်နဲ့တွေ့လို့မင်းမောဟတွေဖြစ်ပြီးတွေးဝေနေမယ်ဆိုရင်လေမင်းနဲ့ဒီယသိဘဝနဲ့မတန်ဘူးသူတော်စင်ဘဝမှာမနေနဲ့တောထဲကထွက်သွားလိုက်သူကသူကျိန်ဝါပြီးသူကသူဆုံးမတာနော်ဒါစိတ်ကိုနှိပ်ကွက်တယ်လို့ခေါ်အဲ့ဒါလို့သာနှိပ်ကွက်ကိုမဟုတ်တာလို့ချင်းတဲ့စိတ်ပေါ်လာလို့ရှင်ဟေးမင်းနဲ့လူကြီးဘဝနဲ့မတန်ဘူးနော်ဆိုပြီးတော့နှိပ်ကွက်ကိုနှိပ်ကွက်တယ်အဲ့ဒါလိုပဲစဉ်းစားတဲ့သူကဒီတောဟာတကယ်သူတော်စင်နေနေတဲ့တောမင်းလိုတတ်မဲ့ဆရာတွေကိုတတ်မဲ့နေမယ်မုံဒီဆရာတွေကိုမုံဒီနေမယ်တွေးဝေးဆရာတွေကိုတွေးဝေးနေမယ်ဆိုရင်ဒီတောတွေကထွက်သွားလိုက်ဘာဖြစ်လို့တော့ဆိုဝိသုဒ္ဓနာအယံဝါသောနေမလနံတပတ္တိနံအကျင့်ကောင်းပြီးတော့ကိလေသာဆိုတဲ့အညစ်အကြေးတွေကင်းတဲ့တန်ဆင်းမွန်မြတ်တဲ့သူတော်ကောင်းတွေနေတဲ့နေရာဖြစ်တယ်မင်းနဲ့မတန်ဘူးဒီနေရာမင်းနဲ့မတန်ဘူးထွက်သွားလိုက်မာခောတွန်ဝိသုဒ္ဓံဒုသေးတိနိခမတုဝနာတုဝံဖြူစင်တန်ရှင်းနေတဲ့နေရာကြီးကိုမင်းညင်နွားအောင်မလုပ်နဲ့ဒါကြောင့်မို့တောတွေကထွက်သွားလိုက်ဟောစဉ်းစားကြည့်ဒါသူ့အတွေးနဲ့သူ့ကိုသူဆုံးမနေတဲ့သဘောနော်ကိုလည်းကိုအတွေးနဲ့ကိုဆုံးမကြည့်ကိုမဟုတ်တာလုပ်မလို့ကြရင်မင်းနဲ့မတန်မှုဒီဟာမင်းထွက်သွားလိုက်ဒီမှာမနေနဲ့ကိုနှိပ်ကွက်ပေးရမယ်ဒီလိုဆိုလို့အဲ့ဒီမှာယသိကအိမ်တတိယလို့ထမရဲ့အိမ်တတိယလို့မိသားစုတတိယလို့သူကိုယ်သူနှိပ်ကွက်တယ်နှိပ်ကွက်ပြီးတော့အဂါရိကောဘဝိတဝါနယထာပုတ္တံလဘိတတိဥဘောပိမာဝိရာဒေတိဒိဋ္ဌမတုဝနာတုဩအေမင်းယသိဘဝမပြောလို့လူထွက်တယ်လူလဲသွားလူထွက်ပြီးတော့အိမ်တော်ရသားကြားလို့သားသမီးတွေရလာပြီဆိုသားသမီးတွေရလာနိုင်တယ်ပေါ့ယသိဝတ်ပြီးတော့တွေးမနေနဲ့နော်ယသိဝတ်ပြီးတော့တွေးမနေနဲ့တောကနေထွက်အိမ်ပြအိမ်တော်ပြုသားသမီးရနိုင်တယ်အကယ်၍ဒီယသိဘဝကြီးနဲ့မင်းဟာတဏှာရာဂစိတ်တွေရှိနေမယ်ဆိုရင်ဥဘောပိမာဝိရာဒေတိနိခမတုဝနာတုမင်းနှခုစလုံးကဆုံးရှုံးသွားလိမ့်မယ်နှစ်ဖက်စလုံးကဆုံးရှုံးတယ်ဆိုတာသူများတွေလိုလဲမိသားစုဘဝနဲ့ပျော်ပျော်မနေရဘူးယသိသူတော်စင်ဘဝအနေနဲ့လဲသူတော်ကောင်းတရားမကျင့်နိုင်ဘူးဆိုနှစ်ခုလုံးဆုံးရှုံးသွားပြီပဲဒါကြောင့်မလို့မင်းတောထဲကထွက်သွားလိုက်လို့သူ့ကိုယ်သူနှိပ်ကွက်တာနော်သဝလတံယထာကတ္တံနတ်ကွာစီကိစ္စကာရကသဝလာတဆိုတာသဝဆိုတာသူသေးကောင် dead body လူသေးအလောင်းအဲ့ဒီလူသေးအလောင်းကိုမီးရှို့တာမီးရှို့တဲ့ထင်းသဝလာတလို့ခေါ်လူသေးမီးရှို့တဲ့ထင်းကြောင်းအဲ့ဒီလူသေးမီးရှို့တဲ့ထင်းကြောင်းဟာတဲ့နတ်ကွာစီကိစ္စကာရကဘယ်နေရာမှအသုံးမဝင်တော့ဘူးအသုံးမဝင်တော့ဘူးဆိုတာအဲ့ဒီအသားကြောင်းဟာဒီအိမ်ပြန်ယူပြီးတော့ဇဝဲစားလို့လည်းမရဘူးနော်ဒီလိုဆိုလို့လေအသုံးမဝင်တော့ဘူးတောထဲမှာလည်းပဲဒီတိုင်းပြစ်တာဘယ်သူမှမယူအမင်္ဂလာဆိုပြီးတော့နေဝခာမေအရင်ညေဝါရွာမှာလည်းအသုံးမဝင်ဘူးတောထဲမှာလည်းအသုံးမဝင်ဘူးတဲ့နာဟိတံကဋ္ဌတံမင်္ဂလာရှိတဲ့အသားလို့ဘယ်သူမှမယူဆဘူးလူသေးကောင်မိဖုတ်ထားတဲ့ထင်းကြောင်ဘယ်သူမှလဲမကြည့်တော့ဘူးခဏခေတ်တော့အသားရှားတော့ယူတဲ့သူရှိကောင်းရှိလာမှာပြောလို့မရဘူးเนาะအိန္ဒိယသွားတော့တကယ်တွေ့ခဲ့တယ်ဗာရာဏသီခင်းကမြစ်ကမ်းခြေမှာဗာရာဏသီမြို့ကတည်တဲ့လူတွေတော်တော်များများခင်းကမြစ်ကမ်းမှာသွားပြီးတော့မိရှုဘာလို့ဒါသိရတော့ဆိုအိန္ဒိယရောက်သွားလို့သိမကြခင် Sanskrit University က
ပါမောက္ခဆရာကြီးတယောက်ဆုံးသွားတယ်ဘုန်းကြီးတို့နဲ့သိပြီးတော့နည်းနည်းသိကစားယနေ့ကစားဆုံးသွားတော့သူအတုပလိုက်ပို့သူအတုပလိုက်ပို့တော့ကုန်းကြောင်းလိုက်ရတာသူလောင်းကားပေါ်တင်ပြီးတော့ရှေ့ကကလားတယောက်တိုင်ပေးတယ်ရာမဏံနောက်ကလိုက်ပြီးတော့စက္ယဟဲဆိုရတာရှေ့ကရာမဏံဆိုနောက်ကစက္ယဟဲကလားလို့ဆိုတာရာမဏံစတ္တယဟဲတလန်းလုံးရာမဏံစတ္တယဟဲတွေကြီးပဲခုံးလို့အဲ့ဒါဗာရဏသီမြစ်ကမ်းရောက်သွားတယ်ဟိုရောက်တဲ့အခါကျသူကအလောင်းကိုအကုန်လုံးပိတ်တဲ့အုပ်လုံးကုန်ပတ်ထားပြီးတော့အဲ့ဒီမှာထောပတ်တွေဆွတ်ပြီးတော့မိတချို့တယ်နော်တကူလုံးခြေစုံကောင်းဆုံးပတ်တာလောင်းမှမသိရတော့ပတ်ပြီးတော့မီးရှို့တယ်မီးရှို့တော့လိုက်သွားကြအဲ့ဒီလိုပဲအလားတူမီးရှို့နေတဲ့အလောင်းတွေအနားမှာရှိကာယကံရှင်တွေပြန်သွားတဲ့အခါကျတော့အဲ့ဒီပတ်ဝန်းကျင်မှာနေတဲ့လူတွေကမိတွေညှိမ့်ပြီးတော့အဲ့ထင်းစားတွေအိမ်ယူသွားကြတယ်ထမင်းချက်စားဖို့ဒီတပိုင်းတစလောင်းနေတဲ့အတော်နဲ့တချို့ဟာကြတော့လေအစီခဲတွေဘာတွေကြတော့အတော်နဲ့မီးမလောင်ပဲကိုအဲ့ဒါတွေရေထဲပြစ်ချပြီးတော့အဲ့ထင်းတွေယူချသွားကြကောဟာသဝါလာတဒီမှာတော့အသုံးချနေပါလားလို့အောင်တယ်တကယ်ယူသွားတာကိုတွေ့ခဲ့တယ်အဲ့တော့နော်ယူသွားကြတယ်ထင်းရှားတာကိုထင်းရှားတော့အဲ့ဒီမိတကြိုတဲ့ထင်းတွေယူသွားကြကာယကံရှင်တွေသွားတာနဲ့ယူဖို့ရချောင်းနေချအဲ့မှာအဲ့လိုယူသွားတာတွေ့ရတယ်အေးဒီမှာတကယ်ခစ်တုံးကတော့ဒါမျိုးမယူဘူးပေါ့မင်္ဂလာမရှိဘူးဆိုပြီးတော့မယူကြဘူးအဲ့ဒီမှာသဝါလာတံယထာကတ္ထနကွာစီကိစ္စကာရကဒုသေးကောင်မီးရှို့တဲ့ထင်းဟာတဲ့ဘယ်နေရာမှသုံးဝင်တော့ဘူးတဲ့ရွာမှာလည်းအသုံးမဝင်တော့ဘူးတောမှာလည်းပဲသုံးမဝင်တော့ဘူးဒီလိုပဲသဝါလာတုပမောတွန်တိနခိရှိနာပိတညတောမင်းလဲအခုလိုယသိသူတော်စင်အနေနဲ့လုံနေပြီးတော့နော်လုံနေပြီးတော့ဒီလိုလောဘဒေါသမောဟတွေနဲ့လွှမ်းမိုးနေမယ်ဆိုလို့ရှိရင်တဲ့လူစီစိန်ချမ်းသာခံစားမှုလည်းမရသမဏဘဝရဲ့အကျိုးကျေးဇူးတွေကိုလည်းမရနှစ်ခုစလုံးဆုံးချုံတော့ရွာမှာလည်းအသုံးမဝင်တောမှာလည်းအသုံးမဝင်ဆိုတဲ့သူသေးကောင်ဖုတ်တဲ့ထင်းစားလို့မင်းဖြစ်နေမှာပေါ့ဒါကြောင့်ဒီလိုနေမယ်ဆိုရင်နိခမတုဝဏတုမင်းတော်တွေကထွက်သွားလိုက်တခုတော့အဆုံးမခံနဲ့လို့ဒီလိုဆိုလို့ပဲပေါ့နော်တော်တယ်မှာမနေနဲ့တော်တွေကထွက်သွားဆိုတာယသိဘဝမနေနဲ့တော့အခုလိုစိတ်ဓာတ်တွေမွေးနေမယ်ဆိုရင်ယသိဘဝမနေနဲ့တော့လို့သူကိုယ်သူစိတ်ကိုသူနှိပ်ကွက်တာတိယနုခောတဝဧဝံကောပသနာတိဒေဣတတတ္ထရုရံဝဟိတိမေကောသစ္စာဘဟုလာယသအေးဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အခြေအနေမှန်ကိုတခြားဘသူသိလဲကိုယ်ယုံကြည်ချက်နဲ့ကိုယ့်အကိုသိအောင်လုပ်ပြီးအပြင်းထူမနေနဲ့နော်အပြင်းထူမနေနဲ့မကောင်းမှုအကုသိုလ်တွေကိုလက်ခံပြီးတော့မနေနဲ့ကိုယ်စိတ်လေးကိုကိုမကောင်းတဲ့အကုသိုလ်ကနေပြီးတော့တားမြစ်ရမယ်နှိပ်ခွက်ရမယ်သူကိုယ်သူဆုံးမပြီးဇိကုစိတ်တန်တိတံဝိညုအတုစိန်နာဂရိကောယထာတန်တန်ပြတ်ပြတ်နေတတ်တဲ့မြို့သူမြို့သားတွေဟာမစင်မုံတွေ့ရင်နော်ဆက်ဆုပ်ကြတယ်လို့ပဲအာကဋ္ဌိတဝနာဣတယောမောရိယတံစောရိယတံတိတံတတာမစင်မုံကိုမြို့သူမြို့သားတွေဟုတ်လားလူကြီးလူကောင်းတွေဟာမစင်ကိုမြင်ရင်ဆက်ဆုပ်ရွံရှာကြတယ်လို့ကျန်တဲ့ယသိသူတော်ကောင်းတွေကမင်းကိုဆက်ဆုပ်ကြလိမ့်မယ်ဝိုင်းပြီးတော့အပြစ်တင်ကြလိမ့်မယ်အေးယသိလုံနေပြီးတော့မဟုတ်တာတွေတွေးနေတယ်ယသိလုံပြီးတော့မဟုတ်တာတွေကြမ်းနေတယ်ဆိုပြီးတော့ဝိုင်းပြီးတော့အပြစ်တင်ကြလိမ့်မယ်
ဒါစဉ်းစားတာပေါ့နော်ဩတ္တပဆိုကိုမင်းဒါတွေလှုပ်နေရင်သူများမင်းအပြစ်တင်မှာပေါ့တံဝိညူပဝဋိတန္တိသပဋိကန္တသာသနာသူတော်မြတ်တွေရဲ့အဆုံးအမတွေကိုအဆုံးအမတိုင်းမလိုက်နာပဲနဲ့အဆုံးအမကိုကျွလွန်ဖောက်ဖျက်ပြီးတော့နေမယ်ဆိုရင်ပညာရှိတွေကမင်းကိုပြောကြမှာပေါ့တဲ့တံဝါတံအလဗန္တောဟိကထံဇီဝိဟိတိတုဝံသူတော်ကောင်းတွေကမင်းကိုစွန့်ညလိမ့်မယ်မဟုတ်တာလုံနေတဲ့ပုဂ္ဂိုလ်ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်စိတ်ထက်ယုံမာတဲ့ပုဂ္ဂိုလ်ဆိုပြီးမင်းကိုလူရမသွင်းတော့ဘူးယသိအရာမသွင်းတော့ဘူးသူတော်စင်အဖြစ်မယုံကြည်ကြတော့မင်းနဲ့အပေါင်းအဖက်မလုပ်ကြတော့ဘူးအဲ့ဒီလိုဖြစ်သွားလို့ရှိရင်မင်းဘယ်လိုနေမလဲ society ကမင်းကိုရှောင်လိုက်လိမ့်မယ်နော်လူတော်လူကောင်းအတိုင်းဝိုင်းတွေကဒီလူဟာအယက်သမားပဲဒီလူဟာဖဲသမားပဲဒီလူဟာကစားသမားပဲဒီလူဟာဖိုးဆွဲနေတယ်ဒီလူဟာနော်ဆေးမူရဆေးဝါဆွဲနေတယ်ဆိုအပေါင်းအသင်းမလုပ်ကြတော့အရာထဲမှာဖယ်ကြသူ့ကိုရှောင်ကြဒီလူကခိုးတတ်တဲ့လူဒီလူကမဟုတ်တာတွေလုပ်တဲ့လူဆိုရှောင်ကြအဲ့ဒီလိုရှောင်လာပြီဆိုရင်အရာထဲမှာမင်းဘယ်လိုလုပ်နေတော့မလဲဘယ်လိုအသက်မွေးမလဲဘယ်လိုအသက်ရှင်မလဲအဲ့ဒီလိုကိုယ့်ကိုတတိပေးပြီးဆုံးမပါတိတာပပိဏမာတင်ကံကုံစရံတတ္ထိဟာယနာဆင်ကြီးဟာမုံရစ်တတ်တဲ့ဆင်ကြီးဆင်ကိုကုံစရလို့လည်းခေါ်တယ်တတ္ထိဟာယနာအသက်60ပြည့်လို့ရှိရင်အင်အားတွေရော့သွားလို့တတ္ထိဟာယနာအဲ့ဒီဆင်ကြီးတကောင်မုံယိုတတ်တဲ့ဆင်ကြီးတကောင်ပလီနာခောဥပခန္ဓဝါယူထာနိဟရတိကစံဆင်အိုကြီးဆိုရင်ဆင်အုပ်ကသိပ်ပြီးတော့အရာမသွင်းတော့ဆင်အုပ်ကနေသူ့ကိုမောင်းထုတ်တတ်ကြတယ်တိရစ္ဆာန်တွေထဲမှာလဲနော်တိရစ္ဆာန်တွေထဲမှာသူကဘိုးလူပွဲရှိတယ်လူတွေလူပဲနဲ့တူပါတယ်သူတို့မှာကျသစ်ဆိုလဲအုပ်နဲ့နေတာချင်းသစ်ဆိုလဲအုပ်နဲ့နေဆင်ကလည်းပဲသူအုပ်နဲ့သူနေတာအသက်အရွယ်ကြီးလာပြီဆိုရင်ဘိုးလူပွဲတိုက်ပွဲဝင်ရတယ်သူတို့အသေးလည်းကျသစ်တွေဆိုဘိုးလူပြီဆိုရအသေးကြိုက်တယ်နော်ကြောက်လို့ပြေးရင်တော့လေတင်ခွဲပဲဆင်နေလဲထို့တူပဲအသေးထိုးတာဘိုလ်လူပြီဆိုမြောက်တွေလည်းဒီတိုင်းပဲနဲ့တူသူတို့မှာဘိုလ်လူပွဲတွေရှိတယ်တကယ်စစ်ပွဲတွေရံပွဲတွေအသေးကြိုက်အသေးထိုးဘိုလ်လူကြတာသူတို့တွေမဟုတ်ဘူးသမင်တွေလည်းရှိတာကျွဲတွေလည်းဒီလိုပဲအုတ်ထဲမှာအုပ်စုဘိုလ်ဒီအခုခေတ်ကတော့အုပ်စုဘိုလ်ဆိုတာဘောလုံးပဲရှိတယ်ဒီမှာဘောလုံးလေးတစ်လုံးနဲ့ဝိုင်းခံပြီးတော့လူနေကြနော်ဘိုလ်လူကြသူတို့တိရစ္ဆာန်တွေကြတော့တကယ်ကိုဘိုလ်လူတာခေါင်းဆောင်ရွေးတဲ့အခါချင်းသေးအိုကြီးတွေပါလေဆိုမတိုက်ခိုင်းနိုင်တဲ့အခါကျရှုံးပေးလိုက်သေတော်မတိဩကောင်းဤပဲသူတို့ဟာဒီကျက်သစ်တွေဆိုအသေးတတ်တာဒီကောင်းတော့အသေးကြိုက်တယ်အဲ့ဒါလို့ဆင်မှာလည်းပဲအင်အားတွေမရှိတော့ဘူးဆိုလို့ရှိရင်သူ့ကိုအုပ်စုတွေကနေမောင်းထုတ်လိုက်တာသင်္ကွဲဖြစ်သွားသင်္ကွဲဆင်ဖြစ်သွားမောင်းထုတ်ခံလိုက်ရဒီလိုဆိုလို့တယ်နော်ယူထာဝိနိတတောတန်တောဒုက္ခံတတံနဝိနတိအုပ်စုတွေကမောင်းထုတ်ခံလိုက်ရပြီသူကသူပြောနေတာအုပ်စုတွေကမောင်းထုတ်ခံလိုက်ရတယ်မင်းကိုချင်းတရားတွေပြပြလို့ရှိရင်လည်းသူတော်ကောင်းအုပ်စုကမင်းကိုမောင်းထုတ်လိုက်မှာပဲတဲ့မောင်းထုတ်လိုက်လို့မောင်းထုတ်ခံလိုက်ရတဲ့ပုဂ္ဂိုလ်ဟာဒုက္ခံတာတဏဝိနတိစိတ်ချမ်းသာမှုကိုချမ်းသာမှုမရတော့ဘူးတမိုင်မိုင်တခိုင်ခိုင်ဖြစ်လာဒုက္ခိတောဝိမနောဟောတိစိတ်တွေဆင်းရဲတယ်စိတ်ဓာတ်တွေကျတယ်ပစ္ဆာယံတောပဝိတတိဟိုနာရောက်မှိုင်းဒီနာရောက်မှိုင်းနော်မှိုင်းတွေချပြီးတော့နေရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်လူရမဝင်တော့ဘူးဆိုတဲ့အနေအထားမျိုးရောက်တယ်
တထေဝစတိလာတံပိနေဟိတန္တိဒုမတေမကောင်းတာတွေလုံးလို့အသိပညာကင်းမဲ့တဲ့သင်လိုယသိမျိုးကိုယသိကောင်းတွေကနေပြီးတော့မောင်းထုတ်ကြလိမ့်မယ်တေဟိတောနေတတောတန်တော်ဒုက္ခံတန္တာနာလင်စအဲ့ဒီလိုမောင်းထုတ်ခံလိုက်ရလို့ကိုဟာအတိုင်းဝိုင်းနဲ့ဝင်ခွင့်မရတော့ဘူးဆိုလို့ရှိရင်လူအတိုင်းဝိုင်းကကျင်လိုက်ပြီးယသိအတိုင်းဝိုင်းကကျင်လိုက်ပြီးဆိုလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့စိတ်ချမ်းသာကိုချမ်းသာနေလို့ရတော့မှာတော့သူကိုယ်သူမဟုတ်တာမလုံးနဲ့မဟုတ်တာလို့ရင်အဲ့ဒီအခြေအနေရောက်သွားလိမ့်မယ်လို့ဒီလိုဆိုလိုတာပေါ့နော်ဒီဝါဝါယတိဝါရတ္တိတောကတန်လသမပိတောနေလေနေမှုညလေညမှုဆိုရင်စိတ်တွေနဲ့ရှင်ထဲမှာဟုတ်လားစုဝင်နေတဲ့ဖြစ်မဖျားလေခြင်းတို့စုဝင်နေတဲ့တောကညောင်ကြီးဒရှတိပရိလာဟိနစိတ်တွေပူလောင်မှုတွေနဲ့ကဇောယူထာဝနေတတော်ဆင်အုပ်ထဲကနေမောင်းထုတ်ခံလိုက်ရတဲ့ဆင်အိုကြီးတို့နော်ဘယ်သူမှအဖက်မလုပ်တော့တဲ့တကောင်ကျွဲ့တမျက်နှာနဲ့အဲ့ဒါလိုနေရမှာပေါ့တဲ့ဒါကြောင့်မဟုတ်တာမလုပ်ပါနဲ့လို့သူ့စိတ်ကိုသူဆုံးမတာသူ့ကိုသူဆုံးမတာနော်အဲ့ဒါလိုဆုံးမလိုက်တာသတ္တရူပယထာကုတံနေဝဇာယတိကတ္ထစီတထာသီလဝိဟွန်နောတုနဇာယိတတိကတ္ထစီရွှေစစ်မဟုတ်ဘူးရွှေထုနော်အတုဖြစ်တဲ့ရွှေအတုဖြစ်တဲ့ငွေဘယ်နေရာမှဈေးခွက်မဝင်ဘူးဘယ်သူမှဂယုတစိုက်ပြီးတော့မကြည့်တော့အတုကြီးဆိုတာဖက်မလုပ်ကြတော့ပေါ့ဈေးခွက်ထဲမှာဖက်မလုပ်တော့တထာသီလဝိဟွန်နောအဲ့ဒီတိုင်းပဲကိုချင်းသီလပြတ်ပြားသွားလို့ကိုချင်းသီလမင်းကိုချင်းသီလတွေပြတ်လို့ကိုချင်းသီလမရှိတော့ဘူးဆိုလို့ရှိရင်မင်းကိုဘယ်နေရာမှလူရသွင်းတော့မှမဟုတ်တော့ဘူးတန်ဖိုးမဲ့သွားပြီလို့ဒီလိုဆိုလိုတယ်ပေါ့နော်တန်ဖိုးမဲ့သွားလိမ့်မယ်အကာရံဝတ္တမာနောပိကထံဇီဝိတိတုံမတ္တိကံပတိကံသာပိနတ္ထိတေနိဟိတံတနာယသိဘဝမှာအခုလိုလူရသွင်းမခံရလို့ဒီကိုချင်းသီလတွေပြက်ပြားလို့လူရသွင်းမခံရလို့ဟုတ်ပါပြီလူထွက်ပြီးတော့အိမ်မှာသွားနေမယ်ဆိုလို့ရှိရင်လေမင်းဘယ်လိုအသက်မွေးမလဲတဲ့မတ္တိကံပတိကံသာပိနတ္ထိတေနိဟိတံတနာအမေစီကရတဲ့အမွေအဖေစီကရတဲ့အမွေသိမ့်ထားတဲ့ရွှေငွေပစ္စည်းမင်းမှာဘာတစ်ခုမှမရှိဘူးလက်နဲ့ခြေနဲ့ပဲရှိတယ်ဟုတ်လားခြေဘွားလက်ဘွားကြီးအလုံးစွန့်ပြီးရသေးဝတ်လာခဲ့တယ်အဲ့တော့ကောင်းကောင်းမနေလို့လူဘဝပြန်သွားမယ်ဆိုလို့ရှိရင်လည်းမင်းဘာအမွေပစ္စည်းမှမရှိဘူးခြေကြီးလက်ကြီးပဲဓာတုကိုသူကိုတတိပေးတာနော်ဒီအခြေအနေမျိုးရောက်သွားမယ်တဲ့တယံကမ္မံကရိတဝနာခတ္တိတေတံပမောစေအဲ့ဒီကြရင်တော့မင်းပင်ပင်ပန်းပန်းလောက်ကင်စားပြီးတော့ဘာမှအရင်နှိဥစ္စာမရှိတဲ့အခါကျကုလီထမ်းပေါ့ထားနော်ကုလီထမ်းတဲ့အလုပ်ကိုလုပ်ကုလီထမ်းတဲ့လုပ်တာတယံကမ္မံကရိတောကိုယ်တိုင်လုပ်လို့ခတ္တိတေတံပမောစေချွေးပြိုက်ပြိုက်ကြဧဝံဇီဝိတိခေဟေတာရုတေတံနာရုစတိဒီတိုင်းပဲပဲအသက်မွေးရအဲ့ဒါလိုရောအသက်မွေးနိုင်ပါမလားနော်လောက်ကံစားတော့အသက်အဲ့ဒါလိုဒီယတိသူတော်စင်ဟာမကောင်းတဲ့စိတ်ဝင်လာတိုင်းသူ့ကိုယ်သူကိုဒီအချက်တွေနဲ့ဆင်ញင်သုံးသပ်ပြီးတော့စဉ်းစားပြီးတော့သူ့မကောင်းတဲ့သူ့စိတ်ကိုမကောင်းတဲ့အမှုတွေကနေတားမြစ်ခဲ့မကောင်းမှုအကုသိုလ်တွေကတားမြစ်ခဲ့တာတဲ့အဲ့ဒါကိုသူပြန်ပြောပြတာဧဝဟံတထဝါရိမိတံကိလေသခတမတံဒီတိုင်းပဲသူယသိသူတော်စင်ဘဝတော့မကောင်းတဲ့စိတ်ကလေးဝင်လာပြီဆိုလို့ရှိရင်အဲ့ဒီမကောင်းတဲ့စိတ်ညင်နွမ်းတဲ့စိတ်အဲ့ဒီညင်နွမ်းတဲ့စိတ်ကိုလုံးဝတားမြစ်ခဲ့တယ်နာနာဓမ္မကထံကတ္တဝါပပစိတ်တံနိဝါအမျိုးမျိုးတရားလမ်းကြောင်းစဉ်းစားဆင်ခြင်ပြီးတဲ့အခါအမျိုးမျိုးဖြစ်နိုင်တာတွေကိုဆင်ခြင်စဉ်းစားပြီးကိုယ်စိတ်ကိုချိုးနှိမ်လိုက်တယ်လူဆိုတာဒုက္ခရောက်တာမခံနိုင်ဘူးလေနော်အဲ့တော့ဒုက္ခနဲ့ခြောက်ပြီးတော့ကိုယ့်ကိုဆင်ခြင်စဉ်းစား
ရဲနဲ့6ရတယ်နော်ငရဲနဲ့6ဆိုတာဟိုလိုလဲမအောင်မေးလေးနဲ့ဘုံကန်းနဲ့မြောက်ငရဲကန်းနဲ့6ဆိုတာဒါ6တင်6ရတယ်မြောက်တင်မြောက်ရတယ်ဒါကလေးတွေလည်းဒီလိုပဲမဟုတ်လားမင်းစာကြိုးစားဒါရလို့ရှိရင်ဘာပေးမယ်ဒါမလုံးနဲ့ဒါလုံးရင်မင်းဘာလုံးမယ်ဆိုပြီးတော့6ချင်းမြောက်ချင်းဆိုတာလည်းပဲစုပေးတံပေးစနစ်ပဲဒါကိုယ်စိတ်ကိုလည်းအဲ့တိုင်းပဲကောင်းတာနဲ့မြောက်ပေးရမယ်မကောင်းတာနဲ့6ပေးရအဲ့လိုမလုပ်ရင်စိတ်မြောက်ကဘယ်တော့မှလိမ္မာမှာမဟုတ်ဘူးလေကိုယ်စိတ်လေးကိုလည်းကိုယ်ဆုံးမပေးရမင်းဒီလိုဆိုရင်ပင်ငရဲကြမှာပေါ့မင်းစိတ်လေးကောင်းကောင်းထားမှနတ်ပြည်လူပြည်နတ်ပြည်ကောင်းရတုတိဘုံရောက်မှာပေါ့လို့ဒီလိုမှန်ကန်တဲ့လမ်းကြောင်းကနေပြီးကိုယ်စိတ်ကိုပြုပြင်ဆုံးမပေးရမယ်လို့သူတို့ဆိုတာဧဝဟံတထဝါရိမိတံကိလေသာကတံပနာညင်နွမ်းတဲ့ဘက်ကိုသွားတဲ့မကောင်းတဲ့စိတ်တွေကိုသူဟာဒီနီးနဲ့ပဲဟန်တားခဲ့တယ်နာနာဓမ္မကထံကတ္တောတရားအမျိုးမျိုးဟောပြောမှုတွေကိုယ့်ကိုပြောတာကိုယ့်ကိုတရားစကားတွေအမျိုးမျိုးပြောဆိုပြီးပါပစိတ်တံနိဝရရေကိုယ်စိတ်ကိုမကောင်းမှုအကုသိုလ်ကအခုလိုတားမြစ်ခဲ့ပါတယ်လို့ဆိုတာသူဗုဒ္ဓိလောင်းလျာယသိသူတော်စင်ကဘဝသင်္ကန်းစာအနေနဲ့သူကိုယ်တိုင်ကြိုးစားဆောင်ရွက်ခဲ့တာပြောပြတာဖြစ်တယ်အဲ့ဒီလိုနေလို့အနှစ်2000လောက်တောထဲမှာသူဟာယသိသူတော်စင်ဘဝနဲ့နေရာကနေပြီးဗဒုမုဒ္ဒရာမြတ်စွာဘုရားသူ့စီကိုကြွလာပြီးသူ့ရဲ့ကြွလာတဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ်ထံမှာသူကကုသိုလ်ကောင်းမှုတွေလုပ်ဘုရားကိုအလွန်ကြည်ညိုတဲ့ဗုဒ္ဓနုတ္တိဘာဝနာပွားလို့ဗဒုမုဒ္ဒရာမြတ်စွာဘုရားဘာဝိဟိဗုဒ္ဓနုတ္တိဘာဝနာနမနုဿရတံဘာဝနာတံဘာဝယိတဝဗုဒ္ဓနုတ္တိဘာဝယိတဝပုရိယိတတိမာနတံဆိုပြီးမြတ်စွာဘုရားအာဘိစကားဟောကြားခဲ့တဲ့သူဘာဝိဟိဗုဒ္ဓနုတ္တိဘာဝနာနမနုဿရဘာဝနာထဲမှာအမြတ်ဆုံးဖြစ်တဲ့ဗုဒ္ဓနုတ္တိဘာဝနာကိုပွားပါတဲ့ဣမံဘာဝနာဘာဝယိတဝဒီဗုဒ္ဓနုတ္တိဘာဝနာကိုပွားလို့ရှိရင်ပုရိယိတတိမာနတံမင်းဖြစ်ချင်တာတွေဖြစ်ပါလိမ့်စိတ်နှလုံးရပါလိမ့်ဒီလိုဆိုလို့လည်းပေါ့နော်ခဏခေတ်တော့အဲ့ဒီဂါထာလေးကိုရထားတဲ့ပုဂ္ဂိုလ်တွေကဗုဒ္ဓနုတ္တိပွားရင်ထီပေါက်တယ်တို့စီဝါဥစ္စာတွေတက်တယ်တို့ဆိုတာတွေပေါ့အဲ့ဒီဘက်ကိုဥတည်ပြီးတော့လှုပ်ချပတိကိုဒီနေ့ဘလောက်စိတ်ကောင်းတာလှုပ်တာတော့ကောင်းတော့ကောင်းပါနော်ရည်ရွယ်ချက်ကအဲ့ဒီလိုမဟုတ်ဘူးနော်ဗုဒ္ဓနုတ္တိဘာဝနာပွားပြီးတော့သင်ရဲ့စိတ်ဆန္ဒတွေအကုန်လုံးပြည့်ဝလိမ့်မယ်ဗုဒ္ဓနုတ္တိဘာဝနာနဲ့သင်စိတ်ကိုဖြူစင်အောင်လေ့ကျင့်ပါမကောင်းမှုအကုသိုလ်တွေကတားမြစ်ပါလို့မြတ်စွာဘုရားရဲ့ဆုံးမစကားလိုက်နာပွားများပြီးတော့သူဗုဒ္ဓိအလောင်းလျာယသိသူတော်စင်ဟာကဘာတသိန်းသံဃာထဲမှာကျင်လည်ပြီးဂေါရမမြတ်စွာဘုရားလက်ထက်မှာသူဗုဒ္ဓိဘဝနဲ့ယဟန္တာအဖြစ်ကိုရောက်ရှိခဲ့တာဖြစ်တယ်ပေါ့နော်အဲဒီထေရပါရမှာလာတဲ့အဓိကကတော့သူ့စိတ်ကိုသူဘယ်လိုနှိပ်ကွက်တယ်ဆိုတာလေးတွေကိုမှတ်သားထားဖို့သူ့စိတ်ကိုသူနှိပ်ကွက်တယ်လို့ဘုန်းကြီးတို့တွေလည်းကိုယ်စိတ်ကိုဘယ်လိုနှိပ်ကွက်မယ်မကောင်းတဲ့စိတ်တွေပေါ်လာရင်ဘယ်လိုနှိပ်ကွက်မယ်ဆိုတာကိုယ့်ကိုနှိပ်ကွက်ဖို့ကြိုးစားကြရမှာဖြစ်တယ်အေးစိတ်ဆိုတာမကောင်းတဲ့ဘက်ကိုသွားရင်တော့နှိပ်ကွက်ရမှာပဲကောင်းတဲ့ဘက်ကိုသွားလို့ရှိရင်တော့အားပေးရမှာပဲမိမိတို့ရဲ့သားငယ်သမီးငယ်တပည့်ငယ်တွေကောင်းတဲ့ဘက်သွားလို့ရှိရင်ခွင့်ပြုရတယ်လို့မကောင်းတဲ့ဘက်ဆိုရင်နှိပ်ကွက်ရတယ်လို့ကိုယ်စိတ်လေးကိုကြီးပွားတိုးတက်စေချင်လို့ရှိရင်မကောင်းတဲ့ဘက်သွားတဲ့စိတ်ကိုနှိပ်ကွက်ပြီးကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးကြရမှာဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးဒီသင်္ကန်းစာသူဗုဒ္ဓိမထေရမြတ်ရဲ့ရှေးဟောင်းသင်္ကန်းစာကိုရယူပြီးကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာ
ဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဘုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ပြပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိပြင်းမြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဘုံလန္တဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတည်ဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း